ချိန်မီလာတရားပန်းစင်ရလူရွှေလဲကြမှာယနေ့ညချိန်ခါတရားတပင်ဒီနေ့ရတရားဟောကိုရောရဲ့မကြရင်မချွတ်ရောက်လို့လားတရားရင်တိုက်ကြည့်မှုမှာဓမ္မတိုင်းဆရာရောအရှင်ပဝရရှင်ရတော်မူလို့မှာဆရာလေးတတော်လေးငယ်ငယ်သာရနာရှောင်းလန်းကြည်မိမစခန်းမြတ်စုအတူကိုဓမ္မကြီးတောက်တုံးရမယ်တရားနာတော်ကြစုကိုတရားနာတော်ကြစုကိုအချိန်နဲ့ဒီဆိုတာလူမဆောင်မှုကိုမိကြီးဖောင်းကြီးစီလူရဲ့မိမတရားအခွင့်တော်ကြမယ်လာကိုတရားနာရင်မိလာပါကို